ပိုင်းပိုင်းခြားခြားညာတပရိညာနဲ့သိပြီးအဲ့ဒီဝိသုဒ္ဓိနှစ်ပါးအတက်မှာမေဃညာနာတဒနာဝိသုဒ္ဓိပฏิပဒါညာနာတဒနာဝိသုဒ္ဓိဆိုတဲ့အဲ့ဒီဝိသုဒ္ဓိနှစ်ပါးရဲ့နေ10ပါးသောဝိပဿနာဉာဏ်ပညာတို့ဖြင့်ဒီခတ်သိမ်းဥဒ္ဒုံအလုံးစုံသောတေဘုမကသက္ကာယတရားတို့ရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောအစိုးမပိုင်တဲ့သဘောကိုနစ်နောဆုံးဖြတ်သိတဲ့ပိုင်းပိုင်းခြားခြားသိတဲ့တိရဏပရိညာဝိပဿနာ10ပါးဉာဏ်10ပါးဖြစ်နေရင်တိရဏပရိညာဖြစ်အဲ့ဒီတိရဏပရိညာအဲ့ဒီအစဉ်ဖြစ်နေတဲ့အခဏမှာတိရဏပရိညာအလုတ်လွတ်နေတဲ့ခဏမှာအဲ့ဒီယောဂဝသနာပုဂ္ဂိုလ်မှာဒုက္ခဝေဒနာဖြစ်လေဒုက္ခဖြစ်လေဥပေက္ခဖြစ်လေဖြစ်တိုင်းသောဒုက္ခဒုက္ခဥပေက္ခကိုအနိစ္စဟုအဖန်မှန်ရှုရဝိရာဂဟုအဖန်မှန်ရှုရနိရောဓဟုအဖန်မှန်ရှုရပฏิနိစ္စကဝေဒနာရဲ့ဝေဒိယနာသဘောစွန့်သွားပါဘခိုးလို့အဖန်မှန်ရှုရအဲ့ဒီလိုဝိပဿနာအခိုက်ကတော့ယုံနံတို့ရဲ့အနိစ္စဝိရာဂနိရောဓပฏิနိစ္စကကိုရှု၍မဉ္ဇဉ်ကြတော့ဝိရာဂကိစ္စသိတိအားဖြင့်မဉ္ဇဉ်ဟာအာယုံပြုတာကနိဗ္ဗာန်ကိုအာယုံပြုတယ်မဉ္ဇဉ်ကြတော့ကိစ္စသိတိအားဖြင့်ယုံနံဓမ္မတို့ရဲ့အနိစ္စသဘောဒါကိုလည်းသိပြီးသားဖြစ်ရှုပြီးသားဖြစ်ယုံနံဓမ္မတို့ရဲ့ခရဝိရာဂသူ့သဘောကုန်ခန့်သွားခြင်းဆိုတဲ့ဝိရာဂပြီးတော့စင်စစ်ရာဂကင်းရာဖြစ်တဲ့နိဗ္ဗာန်ဒီဟူသောဝိရာဂအဲ့ဒီနှစ်ပါးကိုလည်းပဲကိစ္စသိတိအဖြစ်မက္ခဏမှာရှုနိရောဓ ानु ပတိပฏิနိဒေက ानु ပတိအနေနဲ့နေခဲ့လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာသင်္ခါရလောကမှာဘယ်သင်္ခါရမှမတတ်မဲ့တော့ဘူးမဆွဲလန်းတော့မဆွဲလန်းရင်တဏှာနဲ့ဘယ်လိုနည်းနဲ့မှမတတ်မဲ့တော့ဘူးမတောင့်တတော့ဘူးတဏှာနဲ့မတောင့်တရင်ဘဝဂာမိကံကိုမပြုတော့ဘူးတဏှာနဲ့သမုတ်စေတဗဟံဖြစ်အမြင့်ပြတ်ပယ်လံကြီးဖြစ်လို့ဒီတဏှာနဲ့မတောင့်တရင်အဲ့ဒီပုဂ္ဂိုလ်ဟာပြိဋိဒပြိနိဗ္ဗာန်စံရော့တယ်ယဟန္တာဖြစ်ကြော့တယ်အရဟတဖို့ပေါက်ရောက်တော့တယ်တံခိတ္တေနတဏှာခိနာသဝပုဂ္ဂိုလ်ရဲ့ပုပ္ပဘာဂပฏิပဒါကိုမြတ်စွာဘုရားအကျဉ်းမေးလို့အကျဉ်းဖြေတာဒါဖြစ်ရင်ဝိပဿနာဘူမိသမ္မတနာစာရခေါ်တဲ့သမ္မတနာဉာဏ်ရဲ့ကျင်လီကျက်စားရာယုံနာနှစ်ပါးရှိတယ်ယုံနာနှစ်ပါးနဲ့မှမကျင်တဲ့သိရင်ခန္ဓာ၅ပါးခန္ဓာ၅ပါးနဲ့မှစိတ်ထဲအားမရသေးရင်အာယတနာ12ပါးအာယတနာ12ပါးနဲ့မှအားမရသေးရင်ဓာတ်18ပါးတရားသားရအောင်မိမိကိုယ်၌ရှာရမယ်အဲ့ဒီလိုရှာလို့တွေ့တဲ့ယုံနာ2ပါးခန္ဓာ5ပါးသို့မဟုတ်အာယတနာ12ပါးသို့မဟုတ်ဓာတ်18ပါးဒီတရားတွေဟာတို့မြဲတယ်ချမ်းသာတယ်လှုပ်ပိုင်တယ်လို့နှလုံးသွင်းဖို့မတော်ပါတကားတရားနာတော့ကြားရမယ်သုတ္တမယညာအဲ့ဒီလိုသုတ္တမယညာနဲ့ကြားနာပြီးတဲ့နောက်စိတ်တမယညာဆိုပါစို့ဒိဋ္ဌိဝိသုဒ္ဓိကင်္ခာဝိတရဏဝိသုဒ္ဓိလို့ခေါ်တဲ့ဉာဏ်ရုပ်နှစ်ပါးကိုပိုင်းပိုင်းခြားခြားဆရာကောင်းသမားကောင်းမိတ်ကောင်းဆွေကောင်းနဲ့ဆွေးနွေးပြီးတော့ဒီခန္ဓာကိုယ်ထဲမှာဉာဏ်ရုပ်တရားနှစ်ပါးကိုတွေ့အောင်ရှာတဲ့နာမရူပပရိက္ခညာ
ဟာတွေ့တဲ့ဒီနာယုတ်တရားနှစ်ပါးဟာအကြောင်းကဘယ်သူကြောင့်ဖြစ်တာမမြဲတဲ့အကြောင်းဆင်းရဲတဲ့အကြောင်းမစိုးပိုင်းတဲ့အကြောင်းကြောင့်ဖြစ်တာလို့သိတဲ့ပစ္စယပရိက္ခညာကင်္ခာဝိတ္တရဏဝိသုဒ္ဓအဲ့ဒီနှစ်ပါးဖြင့်ဒီနှစ်ပါးရောက်ရင်ကိုအနိစ္စဒုက္ခအနတ္တလို့တော့သိသို့တော်နှုတ်ကမြွက်ပြီးတော့လက္ခဏာချင်းတင်ပြီးဝိပဿနာမသုံးသပ်ရသေးဘူးအဲဒီလိုသိရင်ကိုညာတပရိညာဖြစ်ပြီအဲဒီညာတပရိညာပြီးရင်ဝိပဿနာဉာဏ်သို့တက်ရောက်၍တိရဏပရိညာဖြင့်အားထုတ်အကျဉ်းချုပ်ဖြင့်ယုံနာနှစ်ပါးအနေနဲ့နှလုံးသွင်းဖို့နာယုတ်တရားဤနှစ်ပါးလေးရှိလျာကာလမတည်ကြပဲခဏဖြစ်လျက်ခဏပြည့်၍နှိမ့်ဆက်ခြင်းရာလိုမပါဘူးဒီနာယုတ်တရားနှစ်ပါးဟာဖြင့်ကာလရှိလျာမတည်ကြဘူးခဏအတွန်းဖြစ်ပြီးတော့ခဏအတွန်းပြတ်တာပါလားအနိစ္စလို့နားလည်အောင်ခဏဖြစ်လျက်ခဏပြည့်၍နှိမ့်ဆက်ခြင်းရာလိုမပါဘူးဟဲ့ဖြစ်ချင်းပြည့်ချင်းတို့ဖြင့်အချိန်တိုင်းအနှိမ့်ဆက်ခံနေရတဲ့တရားတွေဝိရဒတ်တဲ့အပူတိုက်ကြတော့မင်းသမီးမင်းသားအနှိမ့်ဆက်ခံနေရတာမြင်တဲ့ဖြင့်ပွဲကြည့်တဲ့လူကဒုက္ခဒုက္ခဒုက္ခပြောအဲ့ဒီလိုပဲကိုကြည့်နေတဲ့ပရမတ္ထသဘာဝဇပ်ပွဲတွေကယုံနာနှစ်ပါးဆိုတဲ့မင်းသမီးမင်းသားကိုဥပခဏမှာဇာတိဆိုတဲ့ယန္တုနှိမ့်ဆက်လို့ခြီခဏမှာဇရာဆိုတဲ့ယန္တုနှိမ့်ဆက်လို့ယွန်းယူအိုးသွားတဲ့ပုံဘင်ခဏမှာမရဏဒီဟုသောယန္တုနှိမ့်ဆက်လို့အသက်ပြောက်သွားပုံကြည့်ပြီးတော့အနှိမ့်ဆက်ခံနေရတာပဲဥပခဏမှာဇာတိယန္တုခြီခဏမှာဇရာယန္တုဘင်ခဏမှာမရဏယန္တုအချိန်ကလေးတူတူတောင်းတောင်းကလေးဖြစ်တဲ့၃ချိန်မှာယန္တု၃မျိုးနဲ့အနှိမ့်ဆက်ခံနေရပါလားဒုက္ခဒုက္ခလို့ဒီလိုကြည့်နှိမ့်ဆက်ခြင်းရလို့မပါဘူးငါတို့အလိုလိုလုံးဝလိုစင်းမြမလိုက်ပါဘူးဒီတော့သူ့သဘောဟာခဏဖြစ်ပြီးခဏပြတ်တဲ့သဘောအနှိမ့်ဆက်အနှိမ့်ဆက်ခံနေရတဲ့သဘောဒုက္ခအလိုလိုမလိုက်ပါတဲ့သဘောဒီသဘောဒီကြောင့်နှိမ့်ဆက်ခြင်းရလို့မပါဘူးသဘာဝအာဤ၃ပါးကြောင့်ဖြစ်ပွားလေသမျှအနိစ္စသည်ဒုက္ခအနတ္တပါဒကဖြစ်သမျှဖြင့်အနိစ္စတွေပါဒကဖြစ်သမျှယုံနံတွေသည်ဒုက္ခတွေပါဒကဖြစ်သမျှယုံနံတွေသည်အနတ္တတွေပါဒကလို့ဒါကိုဆုံးမိကိုင်မိအောင်ပေါ့လေအဲ့ဒါကမတေနဲ့ပွားနေသမတနာညာမဖြစ်ဘူးလို့ဘယ်ဆရာတော်ကမှမဆိုအဲ့ဒီဟာကိုသာပွားရှောက်ကြည့်မြို့တော်လေးပြင်ဆရာတော်ကြီးအဲ့ဒီလိုအခုဆိုပြီးတော့နှလုံးသွင်းနေရင်သမတနာညာဖြစ်တယ်ပြောတယ်ဗျာဟုတ်ကဲ့လားဆရာတော်ကအေးဟုတ်တယ်ဆိုရင်ပေါ့လေတမျိုးအားရှိတယ်ဗျအဲ့ဒီသမတနာညာနဲ့ရင့်တန်လာလို့ရှိရင်ဥဒိယဘေယညာတဲ့ပြီးတော့ဆရာသမားကိုလျှောက်လိုက်ဘယ်မဟုတ်တရားကျင့်ဘောသူတော်စင်ချင်းဆွေးနွေးလေဥဒိယဘေယညာကဆွေးနွေးလို့သဘောကျဟုတ်တာဟာအနိစ္စဒုက္ခအနတ္တဒီသမတနာပဲပြန်လာပြီးတော့နှလုံးသွင်းရတော်ကြတော့ဒီဟာနဲ့ရင့်တန်သွားလို့ဥဒိယဘေယညာကရိုးပြန်တော့ဘင်္ဂညာတက်ပြီးတော့သိလာလိမ့်မယ်ဘင်္ဂညာစေကပြီးတော့ဘယညာအဲ့ဒီကပြီးတော့အာဒီနဝနေပိတာမုတ်စီတုကမြတာပတိသင်္ခါသင်္ခါရုပိက္ခာဆိုတဲ့လောကီဝိပဿနာဝိထိမှာဖြင့်ဒါလှေကတိကိုးတစ်ပဲကိုးတစ်အဲ့ဒီအထက်မှာတော့လောကုတ္တရာမဂ္ဂဝီထိကြပြီးတော့ဝမသလနာဘဝမှုပစ္စေရာမနောဒွါရဝဇံပရိကံဥပ္ပစာအနုလုံဘုဒ္ဓရဘူးအဲ့ဒီလေးသောမှာ
ပရိကံဥပ္ပစာအနုလုံးကိုဒီသုံးခုကိုအနုလောမညာဘုမကဂုတ္တရဘူးစိတ်ဆိုတဲ့အဲ့ဒီစိတ်ကလေးကိုဂုတ္တရဘူးညာအဲ့ဒီရောက်မှတော့ဖြင့်အဲ့ဒီမနောဒွါရဝဇံရောက်ရင်တော့နောက်ပြန်မဆုတ်တော့ဒါကြောင့်ဒီမကဝီထိဤရှေ့နာကရှိတဲ့သင်္ခါရုပ္ပခညာမကဝီထိထဲမှာပါတယ်ပရိကံဥပ္ပစာအနုလောမညာအဲ့ဒီညာနှစ်ပါးကိုစာတဲ့ကတနည်းအားဖြင့်သင်္ညူကယာသိခာပတ္တာသာနုလောမသင်္ခါရုပ္ပခဟုတ်ဌာနာဂာမိနိဝိပဿနာတိဘဝစတိဟုတ်ဌာနာဂာမိနိဝိပဿနာတိသဘဝစတိလို့ဟိုအနုလောမညာအဆုံးကနေပြီးတော့သင်္ညူဆရာတော်ကပေါ့လေသာသနာတော်ဒုသနာအများတို့ဟောဒီမေဃဝီထိရဲ့ရှင်နာကရှိသောသင်္ခါရုပ္ပခညာရဲ့ဒီမေဃဝီထိမှာပါတဲ့ပရိကံဥပ္ပစာနုလုံးရဲ့အဲ့ဒါကိုဟုတ်ဌာနာဂာမိနိဝိပဿနာလို့အရိယာသူတော်ကောင်းတွေရဲ့နေပယ်မှာခေါ်ဝေါ်တယ်သုံးဆွဲတယ်ဟုတ်ဌာနာဆိုတာမဲ့ဂာမိနိဆိုတာမချွတ်ရောက်အောင်ပို့ဆောင်ပေးတဲ့ဝိပဿနာဉာဏ်ကြီးအဲ့ဒါကြောင့်ဒီဖျားလောင်းများပါရမီဖြည့်စဉ်တုန်းကသာသနာဝင်ပြီးတော့သာသနာနဲ့ကြုံလို့ဝိပဿနာတရားအားထုတ်တယ်ဆိုရင်ဝဋ္ဌနာဂာမိနိဝိပဿနာရောက်အောင်မသွားဘူးဒီပါလေဆိုရင်သမတနာဥရိယဘေယဘင်္ဂဘေယအာရိနုမုတ်စိတုပညာတာပိသင်္ခါရုပ္ပခညာဆိုတော့လည်းပဲသင်္ခါရုပ္ပခညာအထက်ပိုင်းမို့သင်္ခါရုပ္ပခညာအောက်ပိုင်းပฏิသင်္ခညာသင်္ခါရုပ္ပခညာရဲ့အောက်ပိုင်းအဲ့ဒီကပြန်လာရှေ့ဆက်အားထုတ်လိုက်လို့သိခာပတ္တသင်္ခါရုပ္ပခဟုတ်ဌာနဂာမိနိဝိပဿနာခေါ်ဆိုရမယ်သင်္ခါရုပ္ပခရောက်ရင်ဘုရားလောက်မှာဘုရားမဖြစ်တော့ဘူးကာဝကဖြစ်တော့အဲ့ဒါကြောင့်ဒီဟုတ်ဌာနဂာမိနိဝိပဿနာရောက်အောင်အားမထုတ်ဘူးတဲ့မြတ်စွာဘုရားဟောတုန်းကတော့ကျင့်ကျင့်ပဲအခုဘုန်းကြီးပြောနေတာနဲ့စကားတွေကကျင်းနေတယ်သိကြည့်ရအောင်အထငထာကဒီသုတ်တံကိုသိမ့်ပြီးဣတိဘဂဝါသံခိတ်တေနခိနာတဝတ္တပုဗ္ဗဘာဂပฏิပဒံပု္ပ္ပိတောသံခိတ်တေနေဝကထေတိဣတိဤသို့လင်ဘဂဝါမြတ်စွာဘုရားသည်သံခိတ်တေနအကျဉ်းချုပ်အဖြင့်ခိနာတဝတ္တယဟန္တာပုဂ္ဂိုလ်ဤပုဗ္ဗဘာဂပฏิပဒံရှေ့ပိုင်းအကျင့်ပฏิပတ်ကိုဘုံစီတော့မင်းမြန်းအရာကသံခိတ်တေနေဝအကျဉ်းချုပ်အဖြင့်သာလင်ကထေတိခြေကြတော်မူ၏ရှင်မမောဂလန်ကအကျဉ်းချုပ်မေးတာအကျဉ်းချုပ်ဘာကြောင့်မဲသူကိုကသံခိတ္တရုရှိပုဂ္ဂိုလ်မလို့ဘာဖြစ်လို့သံခိတ္တရုရှိပုဂ္ဂိုလ်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဒါကြတဲ့ဧကသာဝကမှာပေါ့လေဒုတိယဧကသာဝကသူ့အထက်မှာပေါ့လေတလက်မလောက်ရှင်သာရိပုတ္တရာရှိတော့ဒီသာဝကထဲမှာကုံလို့အဲ့ဒါကြောင့်သံခိတ္တရုရှိပုဂ္ဂိုလ်ကိုလို့သံခိတ္တလည်းကျင့်ညွှန်းမယ်မေးလူမေးတဲ့အတိုင်းပဲဘုရားကလည်းပဲကျင်းလိုက်တာတကယ်တဲ့နာယုတ်ခန္ဓာ၅ပါးအာယတဓာတ်လူတော့မဟုတ်တော့ဟောတော့ပဲဘာဟောသဗ္ဗေဓမ္မနာလံအဘိနိဝေဒာယသဗ္ဗေဓမ္မနာလံအဘိနိဝေဒာယဒီတဲ့ဖြင့်ချုံးလို့မဖြစ်တော့တဲ့နိကိုမြတ်စွာဘုရားဟောတာအဲ့ဒီနောက်မှာသူနဲ့သဗ္ဗယဖြစ်လို့ဒုက္ခဒုက္ခဥပေက္ခဝေဒနာကိုအနိစ္စဒုက္ခအနတ္တ ानु ပဒနာရှုအနိစ္စဒုက္ခအနတ္တ ानु ပဒနာဝိဒါက ानु ပဒနာနိရောဓ ानु ပဒနာပฏิနိစ္စက ानु ပဒနာရှုရင်ရဟန္တာဖြစ်တာဒါကိုပြောအဲ့ဒီလိုမြတ်စွာဘုရားဟောတာလေအကျဉ်းချုပ်ဟောတယ်ကဲဒါဖြင့်ဘာပြောကြင်လဲဣဒံဘာနာသုတ်တံထေရတဩဝါဒောသအဟောတိဝိပဿနာသာဘာနာမှတ်ဖွယ်အထုပြဆိုဥအဣဒံသုတ်တံဤပသလာယမာနာသုတ်တိထေ
ထေရကအရှင်မမောကလမထေဤအဖို့ယံဩဝါဒောစမြတ်စွာဘုရားပေးချာပေးသနာတဲ့အဆုံးအမဩဝါဒသည်၎င်းဝိပန္ဒနာစာဝိပဿနာသည်၎င်းအဟောတိဖြစ်ပါ၏ဒီတော့ဟာတဲ့ရှင်မမောကလအဖို့မြတ်စွာဘုရားကရုဏာရှိတာပေးသနာတော်မူအပ်တဲ့ဩဝါဒကြီးလေဟုတ်ပြီးတော့ရှင်မမောကလအဖို့ရတဲ့ဝိပဿနာသုတ်ကြီးတဲ့ဗျာသောထိုအရှင်မမောကလမထေမြတ်သည်ဣမသမိန်ယေဝသုတ်တိဤပစ္စလာယမာနသုတ်၌ပင်စဉ်ဝိပဿနာဝတ္တတဝါဝိပဿနာတရားပွားများကျိုးကိုအားထုတ်ပြီးဖြစ်၍အရဟတံအရဟတဖို့သို့ပတ်တော်ဆက်ရောက်တော်မူပြီးပါဠိတော်ကဟုတ်လားဒီသုတ်တံမှာရှင်မမောကလအရဟတဖို့ပေါ့ရောက်တယ်လို့မပြောပေမဲ့ပြောလို့လည်းအခက်ပဲလို့ဘာလို့တော့သုတ်တံကရှင်မောကလကမေးဘုရားကတိုက်ရိုက်ခြေထားခိနာဇာတိဝုတိတံယမတယံကတံကရဏီယနာဗရံအိဋ္ဌတယာတိပဇာနာတိဟောဒီထိအောင်မြတ်စွာဘုရားကပฏิပဒါဟောပြီးလို့ဣဒဝတ္တခောမောကလနာဘိက္ခုသံခိတေနတဏှာသင်္ခယဝိမုတ်တောဟောတိဣစ္ဆန္ဒနေတောဣစ္ဆန္ဒယောဂခေမိဣစ္ဆန္ဒဗြမစာရိဣစ္ဆန္ဒပရိယောသာနောသေထောဒီဝမနုဿာနံတရားကိုကဘုရားကဏိကုံးဥပ္ပိသဖြစ်အဲ့ဒီဏိကုံးဥပ္ပိသဖြစ်နေတဲ့အတွက်ဣဒမောဇဘဂဝါဆိုတာမလားတော့တရားသဘောကိုကမြတ်စွာဘုရားဏိကုံးဥပ္ပိသဖြစ်ဒေသနာကလည်းအရဟတဖို့တက်ဏိကုံးတက်ပြီးတော့အထွတ်တက်ပြီးတော့ဒေသနာဏိကုံးကလည်းဆုံးတာရှင်မမောကလမေးတာလေအရဟတဖို့နဲ့ဂိုင်မေးတာယန္တာပုဂ္ဂိုလ်ရပုပ္ပဘာကပฏิပဒါဆိုတာအရဟတဖို့ရောက်အောင်ဘယ်လိုအားထုတ်ကရမြတ်စွာဘုရားကကိလေသာပြိနိဗ္ဗာန်စံမိတိုင်အောင်ဆိုတော့အရဟတဖို့ကောဟောအဲ့ဒါကြောင့်မှတ်ချက်အထူးမရှိတော့အထကထာကမှတ်ချက်ပေးရထိုစဉ်ကဖြစ်တဲ့ဖြစ်ရပ်ကိုကြည့်ပြီးတော့ရှင်မဟာမောဂလဟာတဲ့ဤသုံးမှာပင်ဝိပဿနာတရားပွားများကျိုးကိုအားထုတ်တော်မူသည်ဖြင့်အရဟတဖို့သို့ရောက်သွားတော်မူပါလေငကိုကလည်းတရားအလုပ်အားထုတ်ဆက်ရှိအခုတော့လေမြတ်စွာဘုရားကသူရဲ့ရုပ်ရှိသူရဲ့အကြိုက်ကိုသိပြီးတော့ဝေဒနာကမ္မထံကိုမြတ်စွာဘုရားဟောပြဘုရားကရှေ့ကဟောနေတော့ရှင်မမောဂလကနောက်ကလိုက်ပြီးတော့ဟုတ်လားအနိစ္စဝိရာဂနိရောဓပฏิနိဗ္ဗကအနေနဲ့တရားကရှုဒါဖြင့်ရင်ဝေဒနာတစ်ခုတည်းဝိပဿနာရှုလို့မဖို့ရမလားမေးကြရရှိဒီဉာဏ်ကမ္မထံကိုဟောတဲ့နေရာမှာတစ်ဝေဒနာနဲ့လည်းပဲဥတည်ပြီးဟောရတယ်နှစ်စိတ်နဲ့လည်းပဲဥတည်ပြီးဟောရတယ်သုံးဖတ်တာ6ပါးနဲ့ဥတည်ရလည်းဟောရနန္တရားနံကမ္မထံကိုပြရင်ခေါင်းတေတာဟာဖတ်တာနဲ့ဖြစ်စေဝေဒနာနဲ့ဖြစ်စေစိတ်နဲ့ဖြစ်စေအဲ့ဒီသုံးခုတစ်ခုခုနဲ့တရားအဲ့ဒီတစ်ခုခုနဲ့တရားတည်လိုက်လို့ရှိရဲ့ဘုရားလက်ထက်ကသာဝကတွေကသိပြီးပြီဝေဒနာဟောလိုက်လို့ရှိရင်ဝေဒနာသည်ဝေဒနာကြီးဖြစ်သည်မဟုတ်သူနဲ့ရှင်မောရှင်ပဲဖြစ်တဲ့ဖတ်တာပညာစေတနာဧကဂတာဒီတရား၅ပါးတို့ဖြစ်တဲ့ဖတ်တာပြသမကတရားတွေသိအဲ့ဒီဖတ်တာပြသမကတရားတွေသိပြီးတဲ့နောက်ဒီဖတ်တာပြသမကတရားတွေသည်တို့လူဘုံမှာဆိုရင်ဟာရိယဝတ္ထုကိုမှီ၍ဖြစ်တဲ့ဟာရိယဝတ္ထုကဥပါဒာယုတ်ဖြစ်၍သူရဲ့မှီရာကမဟာဘုံဟာရိယဝတ္ထုနဲ့အလားတူဥပါဒာယုတ်ပေါင်း24ပါးရှိတဲ့
ဒီမဟာဘူဥပါဒယုတ်တွေကယူပက်ခန္ဓာယုတ်တရားဖတ်တာပြင်းစမကတရားတွေကနန္တရားအဲ့ဒီလိုယုတ်နံနှစ်ပါးထိအောင်ဉာဏ်နဲ့သွားပြီးမှအနိစ္စဝိရာဂနိရောဓပฏิနိစ္စကတရားတွေပါလို့သူတို့ရဲ့သဘာဝကိုဉာဏ်စိုက်ပြီးတော့ကြည့်အဲ့ဒီလိုဝေဒနာဟောလို့ဝေဒနာတင်ရှုနေတာမဟုတ်ဘူးဝေဒနာကနေပြီးတော့ဖတ်တာပြင်စမကတရား၅မျိုးရအောင်ဉာဏ်ကသွားလိုက်အဲ့ပြီးဒီ၅မျိုးကနေပြီးတော့ဒါကနန္တရားအဲ့ဒီနန္တရားတွေရဲ့မိယာကဟရိယဝတ္ထုသူကဥပါဒာယုတ်သူ့လိုဥပါဒာယုတ်ပေါင်း24မျိုးရှိတယ်ဒီဥပါဒာယုတ်တွေကပထဝီဘုတ်တေသောဝါယောမဟာဘုတ်ကိုမိယဒီမဟာဘုတ်ဥပါဒာယုတ်တွေကယုတ်တရားပဲဒီတော့ဒီတကူလုံးမှာယုံနာနှစ်ပါးပဲရှိတယ်အဲ့ဒီရှိတယ်ယုံနာနှစ်ပါးဒီအနိစ္စမျိုးတွေဝိရာဂမျိုးတွေနိရောဓတရားတွေပါလည်းကမိမိသဘောကိုစွန့်ပယ်တတ်တဲ့ပฏิနိဗ္ဗာန်ကတရားတွေပါလည်းကအဲ့ဒီလိုရှုလို့တရားနာရင်ဝိပဿနာရှုလိုက်လို့ရှင်မဟာမောဂလန်ကအရဟတဖို့ရောက်တာကိုအထကထာဆရာတော်ကထားပြီးတော့ပါဠိတော်မှာအခြေအနေအရာဘုရှင်မမောဂလန်ရဲ့စိတ်ဒီအနုပါဒရဲ့အာတဝိစိတ်တံဝိမု ക്തി လို့မဟောတော့အထကထာကဖော်ပြရမယ်တာဝန်ရှိလို့ပြဘာဖြစ်လို့လဲလို့ဆိုတော့အားလုံးသိနေရှင်မောဂလန်ကြီးရဟန်းပြုပြီးတဲ့နောက်ဟုတ်လား9ရက်မြောက်နေ့မှာရဟန္တာဖြစ်တယ်တပုတ်လွဲလာက10ရက်နေ့မှာရဟန္တာဖြစ်တယ်ဆိုတာအားလုံးသိအဲ့ဒီ10ရက်နေ့မှာရဟန္တာဖြစ်တယ်ဆိုတာပသရယမာနသုတ်တံကိုကြားနာရ၍ဟုတ်လားဒါကမ္မထံမဟုတ်ဘူးအမှန်ကဝေဒနာကမ္မထံသိပြန်နှလုံးသွင်းတဲ့ပြရတဖို့ရောက်တယ်ဟောဒါသာသနာချိန်ခွင်ကြီးမှာပညာဘက်ကချိန်ခွင်ကရှင်သာရိပုတ္တရာသမာဓိဘက်ကချိန်ခွင်ကရှင်မဟာမောဂလယဟန်ယောက်ျားများချိန်ခွင်ကြီးဟုတ်လားနှစ်ဖက်မှာပညာချိန်ခွင်ရှင်သာရိပုတ္တရာကိုအရင်ဟောဖို့ပါပဲရှင်မောဂလသမာဓိချိန်ခွင်ကိုနောက်မှဟောဖို့ပါပဲဒါပေမဲ့လို့ယဟန္တာဖြစ်ကြတာကရှင်မောဂလန်က9ရက်စောပြီးယဟန္တာဖြစ်လို့အခုရှင်မောဂလန်ဆိုတဲ့သမာဓိချိန်ခွင်ကြီးယဟန္တာဖြစ်တဲ့အကြောင်းဟောပြပါပြီဤဘက်ကိုပသရာယမာနသုံးလို့ခေါ်ပါတယ်နောက်ဥပုပ်ညကြမှာရှင်သာရိပုတ္တရာဒီဟူသောပညာချိန်ခွင်ကြီးရဲ့ယဟန္တာဖြစ်တာကိုဟောကြလို့အခုဘုန်းကြီးစတဲ့နေတဲ့တရားသဘောမြတ်စွာဘုရားကจิตသားတို့ဘိက္ခ၄ပါးจิตသားจิตသမီးတို့တရားတရားနဲ့ပြည့်စုံသောယဟန်တစ်ပါးသည်မိမိကိုယ်ရေးအတွက်ပန်ထွာတောင့်တခြင်းလင်ငါကရှင်သာရိပုတ္တရာခဲ့သို့ပညာကြီးရင်သောပုဂ္ဂိုလ်ရှင်မဟာမောဂလန်ခဲ့သို့သမာဓိကြီးရင်သောပုဂ္ဂိုလ်ဖြစ်ရပါလို၏ဤသို့ဆုတောင်းပန်ထွာပထနာမှုပြုမှသဘာဝကြ၍မှန်ကန်သောပထနာမှုဖြစ်နိုင်မယ်။ဘာကြောင့်လဲဆိုရင်ငါဖျားရဲ့တပိသာဝကတို့အနဲ့သာရိပုတ္တရာထီနဲ့မောဂလမထီနှစ်ပါးတို့ဟာသာရိပုတ္တရာထီကပညာဘက်ကမောဂလမထီကသမာဓိဘက်ကချိန်ခွင်ကြီးနှစ်ဖက်ဖြစ်တယ်။တင်းတောင်ကြီးနှလုံးဖြစ်တယ်။အဲ့ဒီလိုဟောထားတဲ့သာသနာတော်ဝေယဟန်တော်ရဲ့ချိန်ခွင်နှစ်လက်တွင်ပေါ့သမာဓိချိန်ကြီးသမာဓိတင်းတောင်ကြီးယဟန္တာဖြစ်တဲ့အကြောင်းပြီးပါပြီဤသို့လင်ပစလာယမာနသုတ်တံကိုကျမ်းနာရခြင်းဓမ္မတဝနာကောင်းမှုကုသိုလ်ကံစေရနာတရဏဂုံသီလသောက်တည်ရခြင်းသီလမယကောင်းမှုကုသိုလ်ကံစေရနာမိမိတို့ဉာဏ်အမြင်မိကြသလောက်ယုံနံဓမ္မသင်္ခါရတို့ရဲ့မမြဲသောအချင်းအရာမိမိသဘောကင်းကွာသောအချင်းအရာမိမိသဘောတို့ချုပ်ပြောက်သောအချင်းအရာမိမိသဘောကိုစွန့်ဖဲ့သွားသောအချင်းအရာတို့ကို
ဉာဏ်ပညာမိကြသလောက်နှလုံးသွင်းရခြင်းတည်ဟူသောဘာဝနာမယကောင်းမှုကုသိုလ်ကံစေတနာဤသို့စသည်များများပေါင်းအပ်သောကောင်းမှုကုသိုလ်ကံအယယတို့ကြောင့်ဤပစလာယမာနာသုတ်တံ၌သုတ်တံဝန်ဖြစ်တော်မူသောအရှင်မမောဂလမထေရမြတ်တို့မျက်မှောက်ပြုအပ်သည့်နိဗ္ဗာန်ချမ်းသာမြတ်ကိုမပင်မပန်းအရှင်မောဂလမထေရမြတ်တို့ကဲ့သို့မပင်မပန်းချမ်းသာလွယ်ကူသောအကျင့်ပฏิပတ်လင်းဉဏ်သောအသိဉာဏ်ရည်တန်ရင်ရှိသောမဉဏ်လေးရတို့ဖြင့်အရဟတဖို့ပေါင်းမျက်မှောက်ပြုရသကိုဖြစ်ပါစေကုန်သတည်းအရဟတဖို့ပေါင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝဝဲစရိမကသုတိဤအချမ်းမဲနောက်ကာလ၌တစုံတစ်ခုသောဘဝယောနိဂတိဝိညာဏထိတိသတ္တဝါသတတ္တနိကာယမာမယုံနာနှဖျားခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိသာတရားတို့တဖန်အသိမဖြစ်ခြင်းတည်းဟူသောအနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုယ်စီစံရပါစေကုန်သတည်းအနုပါဒပရိနိဗ္ဗာန်ကိုယ်စီစံရသဖြင့်ကာမဝတ်ကိလေသာဝတ်ဝိပါကဝတ်တည်းဟူသောဝတ်ဒုက္ခခတ်သိသံတရားမိတော့မိလျံကြီးအပြည့်တိုင်ငြိမ်းကြပါစေကုန်သတည်းဘောဇာသောကရက်1332ခုသာသနာတော်2514ခုနှစ်ဝါကောင်လပြည့်နေ့မန္တလေးမြို့မဟာဗောဓိဝိပဿနာကမ္မထံတိုက်၌ဝိပဿနာကမ္မထံတိုက်အရှိဓမ္မာယုံ၌ဟောကြားအပ်သောသုံးချိန်မြောက်သာသနာချိန်ဝင်တရားလို့ဘုန်းကြီးဝါစုလန့်ွယ်နေ့ကတည်းကပြောခဲ့ပါတယ်သာသနာတော်မှာချိန်ဝင်ကြီး၄ခုရှိတယ်ယဟန်ယောက်ျားဘက်ကချိန်ဝင်ကြီးယဟန်မိန်းမဘက်ကချိန်ဝင်ကြီးဥပါဒကဘက်ကချိန်ဝင်ကြီးဥပါတိကဘက်ကချိန်ဝင်ကြီးလို့ချိန်ဝင်ကြီး၄ခုဒီနေ့ဟောဖို့အစဉ်တိုင်းဟောဖို့စဉ်းစားထားပါတယ်မြတ်စွာဘုရားကလည်းကိုယ်တော်သားတော်သမီးတော်ဖြစ်ကြတဲ့ယဟန်ယောက်ျားယဟန်မိန်းမဥပါဒကဥပါတိကာတို့မိမိတို့ဆိုင်ရာယဟန်တော်ဖြစ်လည်းပဲယဟန်တော်ဘက်ဆိုင်ရာချိန်ကုန်ကိုစံတင်ပြီးတော့ငါသည်ရှင်သာရိပုတ္တရာလိုပညာကြီးရင်သောယဟန်ရှင်မဟာမောဂလန်တို့သမာဓိကြီးရင်သောယဟန်ဖြစ်ရပါလို၏ဒီလိုဆုတောင်းမှကိုရေးကိုတာမူမှန်၍သဘာဝကြတော့ဆုတောင်းဖြစ်တယ်။ဘာဖြစ်လို့ယဟန်ယောက်ျားဘက်ကဘုရားရဲ့သာဝကထဲမှာရှင်သာရိပုတ္တရာဒီပညာဘက်ကချိန်ဝင်ကြီးတစ်လက်ရှင်မဟာမောဂလန်ဒီသမာဓိဘက်ကချိန်ဝင်ကြီးတစ်လက်ဖြစ်တယ်ဆိုတာကိုဒါပထမချိန်ဝင်အနေနဲ့ဟောတာအဲ့ဒီပထမချိန်ဝင်ကြီးဖြစ်တဲ့ပညာဘက်ကရှင်သာရိပုတ္တရာသမာဓိဘက်ကရှင်မဟာမောဂလန်အဲ့ဒီပုဂ္ဂိုလ်နှစ်ပါးရဲ့အပဒံကျင့်စဉ်ကိုဝါစုလကွယ်နေ့ကဟောခဲ့တယ်ယဟန်ဖြစ်တဲ့အချိန်တော့ယဟန်ဖြစ်ပြီးတဲ့နောက်ရှင်မဟာမောဂလန်သာသနာမှာသမာဓိချိန်ဝင်ကြီးဘယ်တရားနဲ့ယဟန္တာဖြစ်တယ်ဆိုတာလွန်ခဲ့တဲ့ဝါကောင်လာသန်းရှိရနေ့ကစိန်ပန်းသာသနာရိပ်သာမှာဟောခဲ့တယ်ခဏိတော့မြတ်စွာဘုရားရဲ့သာသနာမှာပညာဘက်ကယဟန်ယောက်ျားများဆိုင်ရာပညာဘက်ကသာသနာချိန်ဝင်ကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာယဟန္တာဖြစ်တာဟာဟောတိသုတ်တံဟောတိတရားနဲ့ယဟန္တာဖြစ်တယ်ဆိုတာလေးလေးနဲ့ကိုသိသလောက်ဒီသတုပစ္စယဒါယကဒါယိကာမတွေကိုအသိပေးရမယ်ဝတ္တရားရှိပါ
အဲ့ဒီရှိတဲ့ဝတ္တရားအတိုင်းဘုန်းကြီးအသိပေးဖို့စဉ်းစားထားပါလေအဲ့ဒီသုတ်တံကိုဒီကနခသုတ်တံခေါ်တယ်တရားဥကိုရှင်မဟာကတ္တပအရှင်အာနန္ဒာတို့ကဘာစပေးလိုက်ဧကံသမယံဘဂဝါရာဇဂေဝိဟရတိဂိဇကုတေပပ္ပတိသူကရခတာယတရားစပေးလိုက်တစ်ချိန်ကမြတ်စွာဘုရားရာဇဂိုပြည်ရဲ့အနိဂိဇကုတ်တောင်ရံဂိဇကုတ်တောင်ပေါ်ကျောင်းမှာတည်သုံးတော်မူတဲ့အချိန်အဲ့ဒီကတောင်ပေါ်ဂိဇကုတ်တောင်နဲ့မနီးမဝေးမှာသူကရခတပါဠိလိုမြန်မာလိုတော့ဝတ္တုလှိုင်လို့ခေါ်တဲ့လှိုင်တစ်ခုရှိတယ်အဲ့ဒီလှိုင်မှာမြတ်စွာဘုရားတည်သုံးနေတယ်တစ်ချိန်မှဆိုလိုက်ဧကံသမယံဆိုအဲ့ဒီတစ်ချိန်မှဆိုတဲ့အဲ့ဒီရက်ဟာမြတ်စွာဘုရားဖြစ်တဲ့မဟာသက္ကရာတရားသုံးခုနှစ်တဘိုလ်တွဲလပြည့်နှစ်ဖြစ်ပါတယ်အဲ့ဒီတဘိုလ်တွဲလပြည့်နှစ်မှာမြတ်စွာဘုရားကဒီကနေ့သာရိပုတ္တမထေရအက္ခသာဝကပါရမီဉာဏ်အထွတ်အထိပ်ရောက်လိမ့်မယ်ဘယ်နေရာမှာရောက်မလဲလို့ကြည့်တော့လေအဲ့ဒီကုကရခတဝတ္တုလှိုင်မှာရောက်လိမ့်မယ်လို့ဘုရားကသိအဲ့ဒါကြောင့်နေစွန်းဖုံးပြီးတဲ့အခါကျတော့ရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားဝတ္တုလှိုင်ဆိုတဲ့ကုကရခတလှိုင်ကိုကြွသွားအဲ့ဒီလှိုင်ရဲ့သရုပ်ပုံပန်းကိုအာယုံပြုဖို့အထကထာကဖွင့်ပြထားတဲ့အကြောင်းလေးနည်းနည်းအကျဉ်းချုပ်စဉ်းစားကြည့်အောင်ဂိဇကုတ်တောင်ရဲ့အနီးမှာဒီလှိုင်ရှိတယ်ဘယ်တော့မှလာခဲ့တဲ့လှိုင်လဲဆိုတော့ကတ္တပမြတ်စွာသာသနာ့တုန်းကတည်းကရှိခဲ့တဲ့လှိုင်အဲ့ဒီသာသနာ့တုန်းကရှိခဲ့တဲ့လှိုင်ကဘုရားနဆူရဲ့အကြမှာမဟာပထဝီမြေကြီးပို့တာနဲ့တော်တော်လေးကွယ်ပြောင်းနေတယ်အဲ့ဒီလိုကွယ်ပြောက်တဲ့အထက်မှာဒီဘုရားသာသနာခေတ်ရောက်တော့တိုးဝက်တကောင်ကအဲ့ဒီလှိုင်ရဲ့အထက်ကနေပြီးတော့သူတွန်းတူးသွားတယ်ပေါ့သူနေဖို့လုပ်တာအဲ့တွင်းကြီးအနေကြီးတူးပြီးတော့သူနေတော့ပုံပန်းမှာတွန်းဝကအရှိဘက်လှည့်ပြီးတော့အနောက်ဘက်စီကိုပဲခတ်ဆိုင်တူးသွားတယ်ဆိုပါလို့အဲ့လိုတူးသွားတဲ့အခါတနေ့တနှိုက်ကြတော့မုတ်ဆိုးတယောက်အဲ့ဒီအနာရောက်တဲ့အခါဝတ်တွန်းကိုအပေါ်ကကောင်းကျင်ကနေရောင်ကြောက်တော့တွင်းကြီးထဲမှာတခါတည်းဓမ္မကြီးနဲ့ထိုးကြည့်လိုက်တယ်လို့ဟိုအလွန်နဲ့တဲ့အောက်လှိုင်ထဲမှာငကိုရှိတဲ့လှိုင်ရဲ့အမိုးအင်္ဂတိအဖြူရောင်သွားတွေ့မုတ်ဆိုးကစဉ်းစားပုပ္ပေသီလဝန္တေဟိပရိဗုဒ္ဓလေနေနဘဝိတဗံပုပ္ပေရှိအခါတုန်းကသီလဝန္တေဟိသီလရှိတဲ့ပုဂ္ဂိုလ်တို့သည်ပရိဗုဒ္ဓလေးနေနသုံးဆောင်ဘူးသောလှိုင်းပြီးဘဝိတဗံဖြစ်လိမ့်မယ်။ဩဒီကနေရောင်ထဲမှာတွေ့တဲ့ဒီဖြူဖြူအရာဝတ္ထုဟာဖြင့်ရှေးအခါသီလဝန္သူတော်စင်များသုံးဆောင်သွားတဲ့လှိုင်းနေရာဖြစ်လိမ့်မယ်ဟဲ့ပฏิဇဂိတာမိနန္နံထိုလှိုင်းကိုပฏิဇဂိတာမိငါသုတ်ပင်နေအားအဲ့ဒီလိုစဉ်းစားပြီးတော့ငွေကုန်ကြေးကြခံ၍အပေါ်ကပို့နေတဲ့မြေတွေကိုဆဲပြီးတော့ပြစ်တယ်ပြစ်တော့ဥပမာဒေဦးကြီးလို့ဆိုပါဝိုင်းပြီးတော့မြေတွေသေးပြစ်တော့တော်တော်ကြာတော့လှိုင်းထိပ်ကြီးပေါ်လာဟာခုရှေးဟောင်းသုတေသနတူးတယ်လို့ပေါ့ဟာလှိုင်းထိပ်ကြီးတော့ပေါ်လာလှိုင်းပေါ်အောင်လှဲ့တူးပြီးတော့ဘေးပတ်လည်းကကြောက်တုတ်တွေအထက်စီးတယ်လေးမျက်နှာကစောင်းတန်း
ကြောက်လေကစောင်းနာခင်းပေးတယ်အဲ့ဒီလှိုင်းပေါ်လာတော့မှဒီလှိုင်းကိုအင်္ဂလိပ်များအသစ်ထားပြီးတော့ကတ်လို့ထုံတယ်ထုံညာပါများအသစ်ပြင်လို့ပြက်စီးတော့တကားများကိုအသစ်ပြန်တက်ပြီးတဲ့ကာလဟိုတဆောင်းတရောင်တခန့်တနာကြည့်เสียသာသနာအဆောက်အုံကြီးဖြစ်နေတယ်ဆိုပါလို့ဒီထက်ကြည့်ရင်ပထမတွန်းနဲ့ဆင်းသွားရရောက်လို့အောက်ကြီးအပြင်ရောက်တဲ့အခါကျတော့မှဒီလှိုင်းပေါ်ကိုလေကနှစ်ထစ်သုံးထစ်လောက်တက်ပြီးတော့သွားရအဲ့ဒီနေရာမှာမြတ်စွာဘုရားကရှင်သာရိပုတ္တရာနဲ့မွန်းလွယ်အခါမှာသွားပြီးတော့ဒီဝတ္တုလှိုင်းမှာမဟာတက္ကရာတရားသုံးခုနဲ့တဘောရလာပြည့်နေသတင်းသုံးနေတော်မူတယ်အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာရဲ့တူလူနာမည်ကတော့တမျိုးနေမလားမသိဘူးသူ့ကိုစာပေခေါ်တာကတော့ဒီကနခဗရဝိုက်ပါဠိမြန်မာလိုဆိုရင်ဖြင့်လက်သက်ခြေတဲ့တော်တော်ရှည်ရှည်ထားတဲ့အကြောင်းရှိပါလေလက်သက်ရှည်ရှည်ထားတဲ့ဗရဝိုက်ဆိုပြီးတော့သူဒီကနခဗရဝိုက်ခေါ်ရှင်သာရိပုတ္တရာနဲ့သူနဲ့ဟာပုံပန်းမတော့ရှင်သာရိပုတ္တရာရဲ့နှမကမူရတာနဲ့တူတယ်ဒီကနခဗရဝိုက်ကဘာဖြစ်လို့လဲဆိုတော့သူကရှင်သာရိပုတ္တရာအကြောင်းသူစဉ်းစားတဲ့အခါမာတုလအမေမောင်ဆိုပြီးတော့စဉ်းစားတော့ရှင်သာရိပုတ္တရာရဲ့နှမကမူရတဲ့ရှင်သာရိပုတ္တရာရဲ့သူကဗရပိုက်လို့ဗရပိုက်ဖွင့်ဒီတော့သူဥရီတော်နဲ့ယူလဲယူတရားဥရီတော်လည်းပဲကြည်လဲကြည်ညိုတယ်ဥရီတော်နဲ့လည်းပဲအယံတခြားစီနေပုံပေါက်ပါလေဒီတော့သူစဉ်းစားတယ်မေရှံမာတုလောအဉ္ဉံပါတံတံဂန္ဓဝနစိရံဒိဋ္ဌတိမေရှံငါဣမာတုလောအမေမောင်ဖြစ်တဲ့ဥရီတော်ဖြစ်သောဥပတိတ်္တဗရပိုက်ပြီးအဉ္ဉံပါတံတံတပါးသောအယူသို့ဂန္ဓဝသွားပြီးရှိသောစိရံကြာမြင့်သောနဒိဋ္ဌတိမတည်ဘူးငါဥလေးကြီးဟာရှေးရှေးရက်တွေလတွေနှစ်တွေတုန်းကတပါးသောအယူဝါဒရှိရာဌာနကိုသွားရင်2ရက်3ရက်နဲ့သိသိပရပတ်ရဲ့အရာကိုပြန်လာတယ်ဆိုကြပါစို့ဒီသူတို့2ယောက်ရှင်မောဂလံဖြစ်မဲ့ကောလိတရှင်သာရိပုတ္တရာဖြစ်မဲ့ဥပတိတ်္တဗရပိုက်သမီးချင်း2ယောက်ဟာအမျက်တရားရှာသောအနေနဲ့ထိုစဉ်ကသဘူတိတ်ကျွန်းမှာငါဖရာသူဖရာဆိုတဲ့ဒီတရားကျင့်တဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေအထံမှာသူတို့သွားပြီးတော့တရားစုံစမ်းတဲ့အခါသူတို့နှစ်သက်လောက်အောင်အဲ့ဒီဝါဒရှင်တွေကမပြောနိုင်သူတို့ဝါဒရှင်နေနေတဲ့ပြဿနာကိုသာလင်ရှင်သာရိပုတ္တရာနဲ့ရှင်မောဂလံဖြစ်မဲ့ဥပတိတ်္တကောလိတတို့ကပြန်ဖြေရှင်းပေးခဲ့ရဆရာသွားရှာပါတယ်တပည့်တွေ့တယ်ဆိုတာအဲ့ဒီလို2ရက်3ရက်ရှိရင်ပြန်လာတယ်အဲ့ဒါကိုအခုသူရှင်သာရိပုတ္တရာရဲ့သူဒီကနခဗရပိုက်ကငါဦးလေးကြီးအမေမောင်ကြီးဟာတပါးသောအယူဝါဒရှိရမယ်ကြွလို့ရှိရင်ကြာကြီးမနေဘူး2ရက်3ရက်အတွန်းပြန်လာဣဒာနိပနတသမနတဂေါတမတသန္တိကံကတ္တအဓမ္မသောဇာတောဣဒာနိပနာယခုအခါ၌ကသမနတဂေါတမတယဟံဂေါတမဤသန္တိကံအထံကိုကတ္တသွားသောအတ္တထိုးငါဥဟိတော်ဤအဖို့ယံအဓမ္မသောလာခွဲပြီးဇာတော့ဖြစ်ခဲ့လေပြီသူကရင်ကြလိုက်သူဥရိတော်ဟာတဘို့တွင်လာဇန်တရက်နေ့ကဘုရားစီသွားတယ်ကရင်ကြအခုတဲ့ယဟန်ဂေါတမအထံကိုငါဥရိသွားတဲ့ဥစ္စာဟာ15ရက်ဆိုတဲ့လဝက်ရှိသွားပြီယံကိစီဘဝတ္တိဏသုနာမိကိစီဘဝတ္တိတစုံတစ်ခုသောသတ္တင်ကိုညာနာသုနာမိငါပြန်၍မကြားရဘူး
ဦးလေးရဲ့တဲ့ငါသာမှမကြားရဩဇဝန္တံဟုခေါ်သာသနာသာသနာယဟန်ကိုဓမ္မရဲ့အဆုံးအမဩဝါသာသနာသည်ဩဇဝန္တံဟုခေါ်ဩဇာရှိတဲ့မုံမြတ်သောအဆုံးအမသည်ဖြစ်လေသလောနန္ထိုယဟန်ကိုဓမ္မရဲ့အဆုံးအမဩဝါဒသာသနာကိုဇာနိဗ္ဗာန်မြည်သိအောင်ယနေ့ငါဆုံးစမ်းမယ်အဲ့ဒီလိုကြံပြီးတော့ရာဇကြုံကြီးပရပိုက်အယံကထွက်ပြီးဝေလူဝန်ကြောင်းသွားမြတ်စွာဘုရားပဲကြွအရှင်သာရိပုတ္တရာပဲကြွတော့ဝေလူဝန်ကြောင်းရှိတဲ့ယဟန်တွေကဟေးခိတ္တကုတ်တောင်ပေါ်မှာသူကရခတလှိုင်းဝတ္တုလှိုင်းကိုမြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာကြွသွားတဲ့ဆိုတော့မှဒီကနခပရပိုက်ဒီဝတ္တုလှိုင်းရှိရလိုက်လှိုင်းနဲ့ဝင်မြတ်စွာဘုရားနဲ့ပฏิသန္တာရစကားပြောအဲ့ဒီအချိန်မှာမြတ်စွာဘုရားရဲ့နောက်နားကရှင်သာရိပုတ္တရာကမတ်တက်ရပ်ပြီးတော့ဘုရားရက်လီခတ်ပြီးနေတဲ့အချိန်အဲ့ဒီရက်လီခတ်ပြီးနေတဲ့အချိန်ဖြစ်တော့မြတ်စွာဘုရားကတော့ထိုင်နေရဲ့ဒီတော့သူဦးလေးကြီးကိုသွားပြီးတော့မတ်တက်ရက်ရဲ့တွေ့တာဖြစ်တော့သူတို့ဗရပိုက်တို့ရဲ့အယူအသေးပေးနည်းနဲ့တူပါတယ်ဦးလေးကိုယူပြီးတော့အားဖြင့်ဦးလေးမတ်တက်ရက်နေတဲ့အတိုင်းသူလည်းမတ်တက်ရက်ပြီးတော့နေတယ်ဘုရားသာသနာကအယူအသေးကတော့ဒီမိမိတဲ့မြတ်တဲ့ပုဂ္ဂိုလ်ကရက်နေရင်ငယ်တဲ့ပုဂ္ဂိုလ်ကထိုင်ပြီးတော့ရှိခိုးရလက်အုပ်ချီရသူတို့ဗရမိုက်အယူမှာအဲ့ဒီလိုရှိပုံမရဒီတော့အယူအသေးပြုခါရမယ့်ပုဂ္ဂိုလ်ကရက်နေရင်အယူအသေးပြုတဲ့ပုဂ္ဂိုလ်ကလည်းရက်နေဖို့ပဲဒီလိုထုံတန်းရှိပုံရဒါကြောင့်သူဒီဦးလေးကိုယူပြီးသောအားဖြင့်မတ်တန်ရက်ရက်ကမြတ်စွာဘုရားသူစကားစအာဟိဘောဂဓမ္မဧဝံဝါဒီဧဝံဒိဋ္ဌိသာသမေနခမတိတိစကားစဘောဂဓမ္မဩအရှင်ဂေါဓမ္မအဟံကြီးအကျွန်းနှုတ်ပြီးကမေငါသည်သဗ္ဗံအလုံးစုံကိုနခမတိမနှစ်သက်အားဣတိဧဝံဝါဒီဤသို့ပြောဆိုတဲ့ဝါဒရှိပေ၏ဧဝံဒိဋ္ဌိဤသို့အရေးရှိပါ၏ရှင်ဂေါဓမ္မအကျွန်းလုပ်ပြီးသဗ္ဗံမေနခမတိဆိုတဲ့ဝါဒအယူရှိသူဖြစ်ပါလေသူဆိုလိုတာပါလေသဗ္ဗံအလုံးစုံဆိုတဲ့ဒီသဗ္ဗံဒီနှမျိုးရှိပါသဗ္ဗယသဗ္ဗအယအလုံးစုံကောက်ယူရတာဒီနှမျိုးရှိပါတဲ့သဗ္ဗရှိသမျှအရာအလုံးကိုယူရတဲ့သဗ္ဗပတိသသဗ္ဗပြောလိုတဲ့ပုဂ္ဂိုလ်ရည်ညွှန်းတဲ့အရာတစ်စိတ်တွင်ဒါကောက်ယူရတဲ့သဗ္ဗအဲ့ဒီနှမျိုးတွင်ဒီကလည်းကဘရပိုက်ပြောလိုတဲ့သဗ္ဗကအရှင်ဘောဓမ္မအကျဉ်းလုပ်ပြီးအလုံးစုံသောပဋိပတိတွေကိုကျုပ်မနှစ်သက်ဘူးအဲ့ဒီဝါဒအဲ့ဒီအယူရှိတဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုပါလေသူဆိုလိုလားအလုံးစုံသောပဋိပတိဆိုတာဒီဘဝကသိပြီးတဲ့နောက်တချို့လူဘဝပဋိပတိတချို့နတ်ဘဝပဋိပတိတချို့ငရဲပဋိပတိတရိစ္ဆာန်ပဋိပတိစိတ်တာပဋိသန္ဓေအတုရကေပဋိသန္ဓေအဲ့ဒီလိုပဋိပတိတမလွန်ဘဝမှာပဋိသန္ဓေအမျိုးမျိုးနေတဲ့ဆိုတဲ့စကားတွေကိုအကုန်လုံးကိုကြုံလက်မခံဘူးဒါနဲ့သူကြိုက်တာပါလေတတ္တဝါဒီဘဝသိရင်ပြတ်ရေဘွက်ဟာ
အကြောင်းအားလျော်စွာဖြစ်ပြီးပြည့်လက်ပြည့်ကြောဘယ်မှမသွားဘူးကြီးကွဒီနေရာဖြစ်ဒီနေရာပြည့်ဒီနေရာတွင်ဆုံးအဲ့ဒီလိုပဲတဲ့သူဆိုလိုတာကအားလုံးသောတတ္တဝါတွေကဒီဘဝမှာအကြောင်းအားလျော်စွာဒီဘဝမှာပဲဖြစ်ဒီဘဝကသိရင်ရေပွက်ပြည့်တယ်လို့ဘယ်မှမသွားဘူးအကုန်လုံးဘဝသံတရားပြတ်တယ်ပါဠိကိုပြောရင်ဥစ္စေဒဒိဋ္ဌိအယူရှိဒီတော့မြတ်စွာဘုရားကလူကသူ့ဝါဒကိုခပ်ပွက်ပွက်ခပ်ဖုံးဖုံးပြောတယ်ကိုဘယ်လိုပြောရင်ကောင်းတယ်လဲဆိုတော့အဟိနိဘောဂဓမ္မဥစ္စေဒဝါဒောဥစ္စေဒဝါဒီဥစ္စေဒဒိဋ္ဌိဆိုရိုးရိုးလေးပြောလိုက်ရင်အင်မတန်ကောင်းတယ်အရှင်ဘောဓမကျွန်ုပ်ဒီဥစ္စေဒဝါဒဥစ္စေဒအယူရှိတဲ့ပုဂ္ဂိုလ်ပါအဲ့ဒီလိုရိုးရိုးပြောလိုက်ရင်ဖြစ်နိုင်တော့ကနဲ့သူကသူ့ဝါဒကိုဖုံဖုံဖွက်ဖွက်ပြောတယ်ဒီအနာမှာတရားနာတဲ့ပရိသတ်နားလည်ထားဖို့ကဒီအိန္ဒိယမှာကဝါဒကြီး၃ခုရှိအဲ့ဒီခေတ်ကအိန္ဒိယမှာဗုဒ္ဓခေတ်ကိုမျှော်ပြီးတော့ပြောနေပါလေဟောယနေ့ခေတ်ပြောမယ်ဆိုရင်ကဘာမှာဝါဒ၃ခုရှိသတ္တတဝါဒနှစ်ဥစ္စေဒဝါဒသုံးဣတိစ္စသတ္တတဝါဒဝါဒ၃ခုရှိတချို့သောပုဂ္ဂိုလ်တွေကအားလုံးမြဲတယ်သတ္တတအယူသမားကဒီလိုယူတတ်တယ်တချို့သောပုဂ္ဂိုလ်တွေကဥစ္စေဒဝါဒရှိတယ်ဥစ္စေဒအယူရှိတယ်ဆိုရင်ရိုးရိုးဖြောင်းဖြောင်းပြောလိုက်ရင်အေးရမှာသူကသဗ္ဗံမေနခမတိမင်းငါသည်သဗ္ဗံအလုံးစုံကိုနခမတိမနှစ်သက်အပ်ဘူးဣတိဧဝံဝါဒောဤသို့သောဣတိဧဝံဝါဒီဤသို့သောဝါဒရှိသူဣတိဧဝံဒိဋ္ဌိဤသို့သောအယူရှိသူသည်ဟောမိဖြစ်ပါ၏ဘုရားကိုတောင်သူကခောက်ဝက်ဖွဲ့သူ့ဝါဒကိုပြောတယ်ဒီလိုမြတ်စွာဘုရားကတော့သိတာပေါ့သူဘာပြောခြင်းလဲဥစ္စေဒဝါဒပြောခြင်းလဲသိဒီတော့မြတ်စွာဘုရားကဲဝါဒီဝရဝါဒရှိကြတဲ့ပုဂ္ဂိုလ်ထဲမှာဖြင့်အမျက်ဆုံးအသာဆုံးပုဂ္ဂိုလ်ဝါဒတိုက်ပွဲမှာအတုမရှိစကားအရာမှာလိမ္မာတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တော့သူရဲ့နှလုံးသွင်းဒီဘဝကသိရင်လူဘဝပဋိတ္တိနတ်ဘဝပဋိတ္တိငရေဘဝပဋိတ္တိတိရိစ္ဆာန်ဘဝပဋိတ္တိပြိတ္တာဘဝပဋိတ္တိအတုရကေဘဝပဋိတ္တိဘယ်ပဋိတ္တိမှတပည့်တော်လက်မခံဘူးအလုံးပြတ်တာပဲဆိုတဲ့သူ့နှလုံးသွင်းကိုဗုဒ္ဓကဖွင့်မပြောဘဲနဲ့သူပြောလိုက်တဲ့စကားကအရှင်မောဓမအကျုံလို့ပြီးတဲ့အလုံးစုံကိုငါမနစ်သက်အပ်ဟူသောဝါဒအယူရှိသူဆိုတဲ့အလုံးစုံကိုငါမနစ်သက်အပ်ဆိုတဲ့သူရဲ့နှုတ်ကမြတ်ပြောတဲ့ဒီတရားနဲ့ကင်ပြီးတော့သူ့ကိုဝါဒအပြစ်တင်မှပဲညတ်စွာဘုရားအဲ့ဒီလိုစဉ်းစားတော်မူပြီးတော့ယာဟိတေဧသာအဂိဝသနာဒိဋ္ဌိသဗ္ဗံမေနခမတိတိဧသာပိတေဒိဋ္ဌိနခမတိဒီကနခလို့မြတ်စွာဘုရားမခေါ်ဘာဖြစ်လို့လဲဆိုတော့ဒီကနခဆိုတာသူ့လက်သေးကြီးတွေအခြေထားတာကိုအရက်ထဲကကာလာသားတွေကလှောင်ပြောင်ပြီးတော့ခေါ်တဲ့နာမည်တနည်းအားဖြင့်ဆဲရည်ပြီးခေါ်တာနဲ့တူးနေပါတယ်အဲ့ဒါကြောင့်ဘုရားကသူကလည်းကျွတ်မဲ့တတ္တဝါဖြစ်တော့ချီးကျူးမြောက်မြောက်ဧကိဝတနာအနွယ်၌ဖြစ်တော်တကားပရပိုက်သဗ္ဗံမိနခမတိတိအကျွန်းတို့သည်အလုံးစုံကိုလက်မခံဘူးဆိုတဲ့
ဒေသင်ဤယာဧသာဒိဋ္ဌိအကျင့်အယူသည်အဋ္ဌိရှိ၏ဒေသင်ဤသာပိဒိဋ္ဌိထိုအယူကိုလည်းပဲနခမတိမနှစ်သက်အပ်ဘူးလားအကိဝဒနာအေးသင်ကပြောတဲ့သဗ္ဗမင်းနခမတိအလုံးစုံကိုမနှစ်သက်ဘူးဆိုတဲ့ဝါဒရှိတာတော့ဟုတ်ပြီသဗ္ဗမင်းနခမတိအလုံးစုံကိုအကျွန်ုပ်လက်မခံနိုင်ဘူးဆိုတဲ့သင်ရဲ့အယူကိုသင်မနှစ်သက်ဘူးလားဘာလို့သူစကားကအကျွန်ုပ်ဒီအကုန်လုံးကိုမနှစ်သက်ဘူးလက်မခံဘူးလို့ပြောလို့ဒီတော့သင်ရဲ့အယူကိုလည်းပဲသင်မလက်မခံဘူးပေါ့လက်မခံဘူးလားစကားကိုအမိဖမ်းအဲ့ဒီလိုမြတ်စွာဘုရားကကင်မေးလိုက်ဒီနေရာမှာနည်းနည်းစဉ်းစားရအောင်ဘယ်နဲ့လဲလို့ဆိုတော့လူတယောက်ကအစည်းအဝေးမှာရှေးကလူတွေပြောပြီးတော့ထပြောလိုက်ထပြောလိုက်တယ်ဆိုရင်သူဘယ်နဲ့ပြောအားလုံးပြောဓမြစကားတွေဟာအမှားတွေကြီးတယ်ပဲသဗ္ဗံဝုတ်တံတံမှုတာအားလုံးပြောအဓမြစကားတွေဟာအကုန်လုံးအမှားတွေကြီးတယ်ပဲလို့လူတယောက်ကထပြောလိုက်ရင်သူပြောတဲ့စကားလေးပဲအမှားကြီးတယ်ပဲအမှားစရင်နဲ့ပါသွားတယ်အဲ့ဒီလိုပဲအခုလည်းပဲသဗ္ဗံမေနခမတိအလုံးစုံကိုအကျွန်ုပ်ဒီမနစ်သက်ဘူးလို့ဆိုလိုက်ကြတဲ့ကအားလုံးထဲမှာသူရဲ့မနစ်သက်ဘူးဆိုတဲ့ဒိဋ္ဌိလည်းပဲပါသွားလို့အဲ့ဒီမင်းအယူကိုလည်းပဲမင်းမနစ်သက်ဘူးလားလို့မြတ်စွာဘုရားကမေးတာဒီတော့ဗဒာဆိုတဲ့နှုတ်ကမြတ်ပြီးပြောတဲ့စကားဟာပြောတဲ့ပုဂ္ဂိုလ်ရဲ့အလိုအတိုင်းဖြစ်ရအလိုအတိုင်းဒီအဓိပ္ပာယ်ထွက်ရဘယ်နဲ့ရှေ့ကလူတွေသင်္ကန်း10ယောက်လောက်ပြောသွားတော့နောက်တစ်ယောက်ကထပြီးအေးပြောသမျှစကားတွေအကုန်လုံးအမှားကြီးတယ်ပဲဆိုတဲ့အဲ့ဒီလိုပြောလိုက်တဲ့ထိုသူရဲ့အလိုကမောင်ဖြူပြောတယ်မောင်ညူပြောတယ်မောင်ညီပြောတယ်ဟုတ်လားမောင်ဝါပြောတယ်အကုန်လုံးမင်းတို့ပြောတဲ့စကားတွေဟာအကုန်အမှားကြီးတယ်ပဲငါပြောမဲ့စကားတစ်ခုသာမှန်တယ်လို့အဓိပ္ပာယ်ဒီလိုရှိဒါပြောတဲ့ပုဂ္ဂိုလ်ရဲ့အလိုကအဲစကားဆိုတာပြောတဲ့ပုဂ္ဂိုလ်ရဲ့အလိုအတိုင်းလိုက်ပြီးတော့အဓိပ္ပာယ်ယူရအခုဒီနေရာမှာလည်းပဲဒီကနခပရပိုက်ကဒီအသွားမျိုးနဲ့ပြောဖို့ဘယ်လိုပြောအရှင်ဘောဓမဒီအားလုံးပြောသမျှစကားတွေအမှားတွေပဲလို့ပြောဆိုတဲ့ပုဂ္ဂိုလ်ရဲ့စကားမှာမိမိပြောတဲ့စကားကိုခြံထားကြံတာတွေအကုန်လုံးအမှားလို့ဆိုလိုတာပါအဲ့ဒါလိုပဲအခုလည်းပဲကျွန်ုပ်ရဲ့အယူကိုခြံကြံတာတွေဟာအကုန်လုံးမနစ်သက်ဘူးလို့ကျွန်ုပ်ဆိုလိုပါတယ်လို့ဒီလိုပြောရင်ပြောเสียအကြောင်းရှိအဲ့ဒီလိုကလည်းသူကမပြောတော့ဘာလို့ငါဒီလိုပြောရင်လည်းပဲတနည်းနည်းနဲ့ဘုရားကငါတကားအပြစ်တော့တင်တော့မှာပဲအဲ့ဒီတော့မိမိရဲ့သဗ္ဗံမေနခမတိဆိုတော့ဒီအယူဝါဒနှစ်သက်တရားရောင်မနှစ်သက်တရားရောင်နှစ်သက်မှန်းလဲမသိရအောင်မနှစ်သက်မှန်းလဲမသိရအောင်ရောင်တောင်နဲ့ငါလုတ်ပြီးတော့စကားထွက်မှာပဲဆိုပြီးသူဗာပြောလိုက်ဧတာစေမိဘောဂောဓမ္မဒိဋ္ဌိခမတိသဗ္ဗံမေနခမတိဧတာစေမိဘောဂောဓမ္မဒိဋ္ဌိခမေယသဗ္ဗံမေနခမတိတိတံပတ္တတာတိသမေဝတံပတ္တတာတိသမေဝဘောဂောဓမ္မဩအရှင်ဂောဓမ္မသဗ္ဗံမေနခမတိတိအလုံးစုံကိုငါသည်လက်မခံနိုင်
မနှစ်သက်အပ်ဆိုတော့မေအကျွန်တို့ဤဧသာယာဤသာဒိဋ္ဌိအကျင့်အယူသည်အတ္တိရှိ၏ဧသာဤအယူကိုစေခမေယအကယ်၍အကျွန်တို့နှစ်သက်အညာအံသဗ္ဗမေနကမတိဆိုတဲ့ကျွန်ုပ်ရဲ့အယူဝါဒကိုကျွန်ုပ်နှစ်သက်နေရင်တဲ့ဒါပြီးထိုသဗ္ဗမေနကမတိလို့ပြောလိုက်တဲ့ကျွန်ုပ်စကားလေးပဲတာတိတမေဝထိုသို့နှစ်သက်အတ္တိသာလည်းအတ္တဖြစ်လေရ၏တံပြီးထိုမှစကားကျွန်ုပ်ပြောသမျှအရာအလုံးလည်းပဲခမေယတာတိတမေဝထိုသို့နှစ်သက်အသောသဘောရှိသည်သာလည်းအတ္တဖြစ်လေရ၏ပြန်ပြီးသူပြောလိုက်အရှင်မောရမအကျွန်ုပ်ဤသဗ္ဗမေနကမတိဆိုသောဒီအယူကိုကျွန်ုပ်နှစ်သက်ရင်ကျွန်ုပ်ပြောတဲ့သဗ္ဗမေနကမတိဆိုတဲ့စကားလည်းပဲကျွန်ုပ်နှစ်သက်တယ်လို့အဓိပ္ပာယ်ရောက်သွားမှာပေါ့အဲ့ဒီသဗ္ဗမေနကမတိအပြင်ကျွန်ုပ်ပြောသမျှသောစကားတွေအကုန်လုံးကျွန်ုပ်နှစ်သက်တယ်လို့အဓိပ္ပာယ်ရောက်သွားမှာပေါ့မတင်မကြသူရဲ့ဝါဒကိုဖုံးပြီးတော့ပြောတယ်အဲ့ဒီလိုသူကမတင်မကြဝါဒဖုံးပြီးပြောပေမဲ့လို့အဓိပ္ပာယ်ကဘယ်လိုရောက်ကျွန်ုပ်ဒီကျွန်ုပ်ရဲ့သဗ္ဗမေနကမတိဆိုသောဝါဒကိုနှစ်သက်ရင်ကျွန်ုပ်ပြောတဲ့စကားကိုလည်းနှစ်သက်ရကြမှာပေါ့ဆိုတော့အဲ့ဒီကပြန်လိုက်ကျွန်ုပ်ဒီကျွန်ုပ်ပြောတဲ့ဝါဒကိုလည်းမနှစ်သက်ကျွန်ုပ်ပြောတဲ့စကားကိုလည်းမနှစ်သက်ဘာသူဆိုလို့ကျွန်ုပ်ပြောတဲ့ဝါဒလည်းပဲဟိုဘဝမပါဘူးဒီဘဝနဲ့အပြတ်ကျွန်ုပ်ပြောတဲ့စကားတွေတဲ့ဒီဘဝမှာပဲအပြတ်ဥစ္စေတာသူကဒီလိုယူတာဒီတော့မှမြတ်စွာဘုရားဘာပြောလိုက်တယ်လဲဆိုတော့သူကသူ့ဝါဒသူဖုံးလာကွယ်လာအာတောခောတိအကိဝဒနာဘဟုဟိဘဟုတရာယေဧဝမဟံသူတံပတ္တတာတိတမေဝတံပတ္တတာတိတမေဝတိတေတင်စေဝဒိဋ္ဌိနပဒဟန္တိအင်္ဂင်းစာဒိဋ္ဌိဥပါဒါယဒိဋ္ဌံတိအကိဝဒနာအနွယ်၌ဖြစ်သောတကားပရပိုက်ယေအကျဉ်သူတို့သည်တံပတ္တတာတိတမေဝတံပတ္တတာတိတမေဝတိကင်းလို့ပဲထိုကျွန်ုပ်ရဲ့စကားလေးပဲထိုသို့ဖြစ်သွားမှာပေါ့ထိုကျွန်ုပ်ပြောသမျှစကားတွေလည်းပဲထိုကဲ့သို့သဘောရှိသည်ဖြစ်သွားမှာပေါ့လို့မလိမ့်တပတ်နဲ့ဧဝံဤသို့အာဟံတုပြောဆိုကြကုန်၏မိမိဝါဒပေါ်မှာအပြစ်ရောက်မှကြောက်ဟိုလိုဒီလိုတံပတ္တတာတိတမေဝတံပတ္တတာတိတမေဝနဲ့မလိမ့်တပတ်ပြောကြတဲ့လူတွေအများကြီးဒီထိုမလိမ့်တပတ်ပြောကြတဲ့အမောင်တို့လိုလူစားသည်တေစေဝဒိဋ္ဌိထိုမူလအယူကိုလည်းနပဇဟံတိမစွန့်ကြကုန်အင်းဉ္စာဒိဋ္ဌိတပါးသောအယူကိုလည်းပဲဥပါတိယံတိထပ်၍ဆွဲယူကြကုန်၏အဂိဝဒနာအနွယ်၌ဖြစ်သောတကားပရပိုင်လောကသမိန်လောက၌အတော်ထိုအယူဝါဒကိုစွန့်တဲ့လူအပေါင်းမှဒီထိုအယူဝါဒမစွန့်ကြတဲ့ပုဂ္ဂိုလ်တို့သည်ဘဟုများလာကုန်၏ဘဟုတရာအထူးသဖြင့်များလာကုန်၏သဘာဝနိရုဒ္ဓိအရိယဥစ္ဆောင်ဖြစ်တဲ့မြတ်စွာဘုရားကြီးဝါဒတိုက်ပွဲဆင်နွှဲနေတဲ့စကားဆိုတော့အိုးသာသမီနဲ့တူတဲ့ဘုန်းကြီးတို့တရားနာတဲ့ပရိသတ်တို့ဒါဘာပြောနေတာပါလဲဒ
ဒီမိဘစကားအလွန်နဲ့နဲ့ရင်သားသမီးကရုံဝင်နဲ့နားမလဲတယ်လို့ပဲအဲ့လိုဖြစ်တာမြတ်စွာဘုရားဘာပြောလဲအဂိဝဒနာမင်းလိုပဲတမ္ပကတာတိကမေဝတမ္ပကတာတိကမေဝနဲ့မလိမ့်တပတ်ပြောပြီးမိမိရဲ့မူလအယူကိုလည်းမစွန့်တဲ့အပြင်နောက်မိစ္ဆာအယူတစ်ပါးကိုထပ်ပြီးယူကြတဲ့ပုဂ္ဂိုလ်များကသာလောကမှာအယူကစွန့်တဲ့ပုဂ္ဂိုလ်များတဲ့များတယ်မောင်ရဲ့များသမားနေနေများတာမဟုတ်ဘူးအလွန်ကိုများတယ်